ကောင်းဝယ်ခဲ့သမ္မတကြီးခင်ဗျကျွန်တော်အခုမော်စကိုရုရှားနိုင်ငံနေပြီးတော့လိုက်လဲစာနေတွေ့စာကျူစီရတဲ့ကြောင်းအများကြီးဝမ်းမြောက်ကိုမိပါတယ်အချီးစွဲတင်ပါတယ် Спасибо, уважаемый господин президент. Прежде всего, я хотел бы выразить благодарность за теплое приветствие нашей делегации. ကျွန်တော်ရုရှားနိုင်ငံကိုကြည်မောများစွာရောက်ခဲ့ပြီးဖြစ်ပါတယ်ဒါအခုကတော့ကျွန်တော်သမ္မတပြည်ရွေးချယ်တင်မြှောက်ပြီးခံရတော့ပါတော့ပထမဆုံးလာခဲ့တဲ့ခီးစဉ်လည်းဖြစ်ပါတယ် Я уже много раз побывал в Россию, но в этот раз визит на должность президента Мьянмы я прибывал в Россию. ကျွန်တော်တို့နိုင်ငံကဆက်ဆိုင်နေပြီးပါဝင်တဲ့ပဲပေါင်းစုံမှာခန္ဓာပေါင်းစုံမှာတက်ကြွတဲ့ပူပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ် Между нашими двух стран активно мы строили отношения не только в международной арене и в другие сферы деятельности. ဆိုတော့မေးရှိတယ်လို့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလည်းပြီးခဲ့တဲ့လအစပြီးတော့ကြီးရှာမှုတွေဖြစ်တာမြန်မာနိုင်ငံအောက်ပိုင်းတော်တော်များများဖြစ်နေပါအခုလည်းလက်ရှိကြီးမကြသေးပါဘူးဒီတဲ့ဆိုတော့ရဲ့ဆန္ဒထောက်ထားမှုမြန်မာပြည်သူများပေါ်မှာဆန္ဒထောက်မှုပြောကြားပြီးတဲ့ကြောင့်အထူးပဲကျေးဇူးတင်ရှိရန်ပြောလိုပါတယ် Как вы сказали, у нас в нашей стране были наводнения, до сих пор в стране еще не произошло наводнение. И также хочу выразить благодарность за погибших народов, ваши соболезнования. မြန်မာနိုင်ငံဒီရေဘေးကယ်ဆယ်ရေးဒီကျွန်တော်တို့စီရိုရီအပိနှစ်သိမ့်မကောက်ဘူးပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့နိုင်ငံမှာလည်းငလင်းကြီးကျယ်စွာလုပ်ခဲ့ပါတယ်အဲ့ဒီမှာလည်းထိခိုက်ဆုံးရှုံးမှုလည်းများစွာဖြစ်ခဲ့တဲ့အသေးတွေများစွာတည်ခဲ့ပါဒီတဲ့စီရိုရီကနေပြီးတော့အထူးဖွဲ့တွေကိုဆေးလွတ်ပြီးတော့မှကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တာလည်းကျွန်တော်အခုထိမမေ့ပါဘူးဒီလေချီစုတင်ချင်အောင်ထပ်လောင်းပြောစီမှာလည်းကျွန်တော်တို့နိုင်ငံကဏ္ဍပေါင်းစုံပူးပေါင်းဆောင်မှုတွေလည်းအခြေအုံပြည့်စုံတဲ့တူတယ်လည်းရှိနေပါတယ် В данный момент отношения между нашими двух стран активно развиваются. ရှေ့ဆက်လို့ဆရာလည်းများစွာရှိပါတယ်ဒီတက်လည်းဆိုတော့လည်းကျွန်တော်သေးသေးဆွေးနွေးနိုင်မယ်လို့မျှော်လင့်ထားပါတယ် На этом встрече мы сможем обсудить все возможные договоренности для расширения отношений между нашими двух стран. နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေအစီအရောရဲ့အပိထောက်ခံမှုကြောင့်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေများစွာပြောင်းလဲတိုးတက်လာပြီးဖြစ်ပါတယ် Из-за поддержки России и лично вас, поддержка от вас, мы получили многие результаты отношений на международной арене. ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မှုကိစ္စတွေလည်းနေပြည်တော်မှာကြာမှာသေးတယ် И я хотел отметить, у нас еще остался дополнительно работать для того, чтобы добить наши цели. မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်ကဏ္ဍပေါင်းစုံကရိုက်မှာရုရှားနိုင်ငံတစ်ပေါင်းများစွာကူညီခဲ့တာရှိပါတယ်ဒါလက်ရှိမှာလည်းကျွန်တော်တို့တိုးတက်မှုအခြေအနေတွေကရုရှားနိုင်ငံရဲ့အပိထောက်ခံမှုကူညီမှုတွေအများကြီးပါပါတယ်ဒီတွေလည်းဆိုတော့ကျေးဇူးတင်ရှိကြောင်းထားလုံးပြောပြစေတမိုင်းကြောင်းကရှည်လွှတ်စွာရှိခဲ့တဲ့ကျွန်တော်နိုင်ငံဆက်ဆံရေးကအနာဂတ်မှာလည်းခိုင်မြဲစွာရှိနေပါမယ် Если посмотрим историю отношений между нашими двух стран, были хорошие отношения, и на будущее тоже также остается хорошими отношениями между нашими двух стран. မြန်မာနိုင်ငံရုရှားနိုင်ငံရဲ့အရှေ့တောင်အာရှမှာယုံကြည်စိတ်ချတဲ့ဝိသုနိုင်ငံတစ်ခုပဲတရှိနေပြီဆိုတော့ဆက်တော့ကျွန်တော်ပြောလိုပါတယ် И, уважаемый господин президент, я хочу отметить, Мьянма является надежной страной для России на Юго-Восточной Азии. မြန်မာနိုင်ငံနဲ့အများနဲ့အသင့်ရှိကြောင်းပြောလိုပါတယ် И также хотел сказать, Мьянма всегда готова.